မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့အချစ်ကပြတစ်ပုဒ်ကိုဖတ်ပြပေးထားပါတယ်ဘလူလေးငါသိချစ်ရတဲ့ချစ်သူလေးငါဘက်ကအစင်သစ်ဖြစ်နေတာကတကယ်ကိုကြာခဲ့ပါပြီလीမင်းကသာထီးလင်းပြင်စီပြီးခက်တက်တက်သာလှမ်းလာခဲ့ပါတော့ကွယ်အပြင်စင်ရင်တော့စက်တရရှိစွာလှတဲ့မင်းလေးကပြင်စင်လိုက်ရင်များဖြင့်ကွယ်ငါခမစောက်ညိုရလုံးလို့လေပင်မှာရေဦးဖြစ်တယ်ဆိုလားဖြစ်မဲမသိဖြစ်နေပြီကွမယုံကြည်နိုင်စရာကောင်းလောက်အောင်ကိုမင်းလေးလှမ်းထွက်လာတယ်နော်ကြိုက်ပြီကွအဲ့ဒီစိတ်တက်ကူလို့တခွန်းနဲ့ငါမှခက်ဖွက်ဖွက်ညီးတွန်းနိုင်လိုက်တယ်လေလာပါကွရေးရဲလာစမ်းပါကွလောကကြီးကမင်းလေးနဲ့ဆိုပူချူပါတယ်ဘလို့စီးတာဖြစ်ဖြစ်မင်းရှိမောက်မှာငါရဲ့မယ်လို့မင်းယုံကြည်ထားပြီးပါယုံကြည်ထားစမ်းပါလာပါကွအဲ့ဒီလိုဆိုပြန်တော့လဲမင်းကြီးကအလှပေါ်ရေးစင်းလို့နေကလားစစ်ကူးတဲ့ကနေရုပ်ရက်ကြီးခုန်ခတ်ပြီးတာကိုမင်းလေးပါကျေးဇူးတင်ရမယ်ထင်မှငါအင်္ဂမက်နေတာတော့မဟုတ်ရပါဘူးနော်နောက်တိတ်ကြက်တည်းရှိတာပဲလို့အမွန်းတင်တယ်လို့ဆိုခြင်းဆိုငါဘက်ကတော့ဆိုရေးရှိသလောက်ဆိုလိုက်ပါအောင်မယ်လေနှိုက်ရက်ပါပြီငါအရှင်တခင်မလေးကြီးနှိုက်ရက်ပါပြီဟုတ်ပါပြီကွစကားနည်းနည်းလောက်ပြောကြည့်ရအောင်နော်ဒါနဲ့စကားမဆက်ရင်းလေးကအစားတလိုက်လိုက်မဟုတ်ပါဘူးကွတချို့မင်းကလေးတွေကအစားကိုဖိတွေ့ကြတယ်မဟုတ်လားအဲ့ဒါကြောင့်မေးကြည့်ရုံတသက်ပါငါရီကြိုက်တယ်လေမင်းလေးငါ့ကိုပြောပြမလားဒါမှမဟုတ်ငါပတ်တာငါတိအောင်ရှာကြံစူးစမ်းရမလားကွရပါတယ်လေမင်းလေးမပြောချင်နဲ့ပြောချင်လောက်အောင်လုပ်တဲ့နည်းတွေငါမှအရာထောင်တောင်းရှိပါရဲ့မြုံမကြီးဖြစ်တယ်ဆိုရင်ဖြင့်မင်းလေးမြုံဝန်းဆုံးခက်ပြေးလေးမှိတ်လိုက်ပါလားကွဟုတ်ပြီတကယ်ကိုဖြည်းဖြည်းချင်းရဲ့ပေါ့ချစ်ချင်းရဲ့အမှန်တရားများအဲ့ဒီခြေလမ်းတွေနဲ့စတွေ့တော့တာပဲပြီးရင်ထီမထင်တဲ့အပြုံးတွေဝင်းလက်ယုံကြည်မှုရှိတဲ့မျက်လုံးဝိုင်းတွေနဲ့ငါရှင်ဘက်ကိုဖြတ်နှင်းသွားပုံများဘလို့စုကြီးများချီးမြှင့်ရလိမ့်မလဲခွလှရက်အားပူလုံးပါပြီငါအရှင်တခင်မကြီးရဲ့စက်တရေရှိခြင်းတွေကနင်းလေးနဲ့မှပိုပြီးတင့်တယ်ဆိုပြစီပေါ့လွယ်ကူကူရိုးရှင်းစကားရက်ပါကွမင်းလေးကိုချစ်လိုက်တာဆိုတာလေချစ်လိုက်တာပေါ့ချစ်လိုက်ရတာမျက်လုံးနဲ့အသားရမှိတ်ကြည့်လိုက်နင်းကြားခြင်းနဲ့စကားများစိတ်လိုလဲရကြားရလိမ့်မလားလို့ဟိုးဝဲဝဲမှာတော့အချစ်တေးတန်ချူချူတွေကစူဝေလို့တကယ်မျိုးထူးချက်